င်္ဂလာပါကျွန်တော်နာမည်ဂျွန်းဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ပကခုံပြသွားမှာဖြစ်ပါတယ်ကျွန်တော်လုံးဝခုံပြသွားမှာပါဘာကြောင့်ဆိုခိုးမလေးကရှိပါတယ်အဲ့ဒါကျွန်တော်မတက်ပါပြီးရင်တော့ဒီဟာပြီးသွားရင်တော့နောက်ဆုံးမှာကျွန်တော်တခုခုံပြသွားကြတခုရှိပါတယ်နော်အဲ့ဒါလေးတစ်ချက်လိုက်ဒီစုပြရပါတယ်ဒီကရဆောင်ပါခင်ဗျာနောက်ကြတော့တော်လူကြောင်းလို့သူတော့ကွာပြန်ခုံသွားမှာဖြစ်ပါတယ်No မပြန်စားခုပါမယ်မခက်ပါဘူးကျွန်တော်နောက်ဆုံးခန်းကြရင်ဘလူးကြော်ဖြတ်သွားမယ်ဆိုတော့ကြည့်ရှုစောင်းမျိုးကြည့်ရှုလိုက်ကြပါစို့နောက်ဆုံးခန်းကြရင်ပရိသတ်ကြီးတို့အတွက်လည်းအကျိုးရှိမယ်ကျွန်တော်ဒီဗီဒီယိုလေးကိုနားလူလေးကြောင်းလို့ပြအောင်ဖြစ်ပါတယ်โอเคပါโอเคကျွန်တော်ဒီမှာခုံပြသွားမှာပဲဖြစ်ပါတယ်โอเคပါကျွန်တော်ရောက်ပါတော့မယ်အိုးကျွန်တော်ခုံဖို့နည်းနည်းပဲလိုပါတော့တယ်ခင်ဗျာကျွန်တော်ဒီဟာနင်းရမယ်ထင်ကြော်ရတာပါโอเคကျွန်တော်ရောက်တော့ပါမယ်ဂိမ်းနိုင်ကိုဒီလိုအနည်းနဲ့ပဲအနိုင်ပြသွားမှာဖြစ်ပါတယ်ထွက်ရတော့ပါမယ်ပဲလိုက်တော့ပါပြီခင်ဗျာno ဘာဒီအဲ့ဒါစာပြန်ခုံပြီးလိုက်ကောင်းတယ်ဒီတော်ပြရဘူးကွယ်နိုင်ငံနီးလေးမှာဗျာပြပါမယ်မအောင်မြင်ပေမဲ့လည်းကျွန်တော်နောက်ဆုံးစာယူခွင့်ရပါမှာပါအဲ့ဒါနိုင်တော့ခွင့်ပြပါမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့ဒီဥစ္စာကိုမနက်ဖြန်ပြန်ပြောလို့ရပါမယ် Oh no ဒီဟာကိုတော့နောက်ဆုံးမှပဲခုံပါတော့မယ်ခင်ဗျာအဲ့ဒီဥစ္စာကိုတော့နောက်ဆုံးမှပဲခုံပါတော့မယ်ကျွန်တော်အပေါ်ပြန်ရောက်ရင်ပြန်တွေ့ကျွန်တော်ဂျုံဖြစ်ပါတယ်ဒီမှာပေါ့နော်ကျွန်တော်ကိုဆော့ဆော့အခန်းတော့အောင်ပြီးသွားပါပြီဒီအခန်းကျန်မှာလည်း
ကိုခန်းတော့ record မဖမ်းလိုက်ရဘူးဗျဟုတ်ပါတယ်ကျွန်တော် record ဖမ်းဖို့မိသွားတာပါကျွန်တော်နိုင်သွားပါတယ်ပြီးတော့နောက်ကသူကရောက်လာပြီးတော့ကျွန်တော်ဒီလက်နဲ့ရိုက်သွားတယ်ပေါ့နော်ဟုတ်ပါတယ်လက်နဲ့ရိုက်သွားတာပါဟက်ကာကြီးကိုနော်သူကျွန်တော်လက်နဲ့ရိုက်သွားတဲ့ကောင်ဟက်ကာပါသူ့အရင်ပြီးသွားလိုက်ပါမယ်ခင်ဗျာအဲ့ပကွာလို့လဲဆိုလို့မရတယ်လို့ဟိုတရားဝင်တောက်သွားနေရပဲခင်ဗျာသူငါကြောက်တယ်သွားစမ်းမြင်သွားဟဲ့သွားလေသွားပြီโอเคOh no ဟာကွာနော်နောက်နေ့ကျရင်အဲ့ဒီအပေါ်ပြန်ခုံပြပါမယ်ခင်ဗျာ No အဲ့လိုခုံရတာမဟုတ်ဘူးလို့ကျွန်တော်ပြောပါတယ်ခဏလေးပါခင်ဗျာဟာပုံတင်းဒီကောင်ကျွန်တော်နဲ့လိုက်လုံနေပုံတင်းအေးပုံโอเคဟာဒါတော့ကျွန်တော်နည်းနည်းတော့ရင်ထိတ်ပါတယ်ခင်ဗျာဒီဟာခုနေရတာပေါ့နော်အိုးအဲ့လိုကျွန်တော်အဲ့ဒါကိုbuntiမစောဘူးဗျာမစောဘူးဒီတစ်ခါတော့နောက်ဆုံးစောလိုက်ကြမယ်ဒီတစ်ခါမှမရရင်ကျွန်တော်ဘလော့အပီးအတိုင်းဖြတ်မယ်လို့မဆိုလို့ဘူးဒီတစ်ခါနောက်ဆုံးများဒီတစ်ခါမှမရရင်ကျွန်တော်မခုံတော့ပါဘူးကျွန်တော်နောက်ကြရင်တော့တကွာခုံကြီးတွေအကုန်လုံးလေးကျင့်သွားမှာဖြစ်ပါတယ်ဟုတ်ပါဟုတ်ကဲ့ပါပုတိရိုးမှာပေါ့နော်အကတကကျွန်တော်ပြပါမယ်ပေါ့နော်ဟုတ်ကဲ့ပါအကပြမယ်အကနားလေးနော်အကပြမယ်နော်ပုံတိပုတ်ပုံတိပုတ်ပုံဟေးပုံပုံပုံဟေးပုံတိပုတ်အားလုံးပဲမင်္ဂလာပါဂျွန်းဖြစ်ပါတယ်ကျွန်တော် channel လေးကိုကြားရင်တော့ subscribe လေးလုပ်ပြီးတော့ကြပါအောင်အားလုံးပဲတက်တာ